Emery ကွင်းမှာကစားခဲ့တဲ့ Carabao Fla Semi-Final ဒုတိယအကြောမှာ Arsenal အသင်းဟာ Chelsea ကိုတကိုးကိုမရှိနဲ့အနိုင်ယူပြီး Wembley ဘောလုံးပွဲစီတလန်းသွားနိုင်ခဲ့ပါပြီ။ပွဲပြီးခါနီနာကျင်းချင်းပေါ်မှာ Kai Havertz ရဲ့အဖိုးတန်းအနိုင်ကိုကြောင့်နှစ်ကြော်ပေါင်း၄ဂိုး2ဂိုးနဲ့အနိုင်ရရှိခဲ့တာပါ။ဒါဟာ Arsenal အသင်းတို့6နှစ်အတွင်းပထမဆုံးအချိန်ဖြစ်အဓိကဆုဖလားဘောလုံးပွဲတစ်ခုစီပြန်လည်တက်လှန်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ Arsenal လိုဟာဘောလုံးပွဲမှာဘယ်အသင်းနဲ့ရင်ဆိုင်ရမလဲဆိုတာကိုတော့ဒီနေ့ဘောလုံးညောက်မှာကစားမယ် Man City နဲ့ Newcastle တို့ရဲ့ပွဲစဉ်ပြီးမှသိရှိရတော့မှာပါ။အဆုံးဖြစ်ဘောလုံးပွဲကြီးကိုတော့လာမယ့်2026ခုနှစ်မတ်လ22ရက်တနင်္ဂနွေနေ့မှာ Wembley ကွင်းကြီးအတွင်းရှင်ပလန်ကစားသွားမှာဖြစ်ပါတယ်။မြောက်လန်ဒန်သားတွေအနေနဲ့ဒီရာသီပထမဆုံးဆုဖလားကိုစခူးနိုင်ဖို့ခြေစလမ်းပဲလိုတော့တာဖြစ်တဲ့အတွက် Wembley မှာအောင်ပွဲခံနိုင်မလားဆိုတာစောင့်ကြည့်ရတော့မှာပဲဖြစ်ပါလေဗျာ။ Kai Havertz ကပွဲဖိခါနီနားချင်အချိန်ပေါ်မှာတကိုးတော့တိုင်မြန်တိုက်စစ်ကနေပြေးထွက်သွားတဲ့အချိန်မှာကင်မရာထဲမှာထူးထူးခြားခြားတစ်ခုမိသွားခဲ့ပါတယ်။အဲ့ဒါကတော့လူစားလက်ခုံမှာထိုင်နေတဲ့ကာလာတီယိုရီယာ Havertz ကိုတွင်ကိုပြင်နေတော့ကတဲ့ခုံပေါ်ကနေဝန်းခနဲ့ထပ်ပြေးလာခဲ့တာပါ။ Havertz ကကိုသမားကိုကြော်ဖြတ်ဖို့ကြုံစားနေတော့ဘောလုံးကဂိုးစီးထဲတောင်မဝင်သေးဘူး။ကာလာဖီယိုရီယာအပေါ်ကဝစ်ထားတဲ့အနှွေးထဲကြားခင်းကိုချွတ်ပြီးကွင်းထဲဝင်ဖို့အစဉ်သင့်ဖြစ်နေပါပြီ။သူဟာသူ့အသင်းဖော်ဂိုးသွင်းတော့မယ်ဆိုတာကိုရာခိုင်နှုန်းဖြင့်ယုံကြည်နေသလိုဂိုးမဝင်ခင်ကတည်းကအောင်ပွဲခံဖို့အစဉ်သင့်ထင်နေတာပါ။ဒီဗီဒီယိုကိုမြင်ရတဲ့ Arsenal ပရိသတ်တွေကတော့ကာလာဖီယိုရီရဲ့ယုံကြည်မှုကိုတော်တော်လေးသဘောကျနေကြပါတယ်။တချို့ပရိသတ်တွေကတော့သူကအဂိုးမဝင်ခင်ကတည်းကအောင်ပွဲခံတဖုံရိုက်ဖို့အင်ကြီးချွတ်ပြီးပြင်းနေတာဆိုပြီးတော့စနောက်နေကြပါတယ်ဗျာ။ Carabao Cup Semi-Final တတိယကြော့ကိုအိမ်မှာထိုင်ကြည့်နေတဲ့ John Terry ဟာသူ့ရဲ့ TikTok ပေါ်မှာ Chelsea ကိုအနိုင်ဂိုးသွင်းထိအောင်ပွဲခံမဲ့အခိုက်အတန့်ကိုရိုက်ကူးဖို့ပြင်ဆင်နေခဲ့တာပါ။ Chelsea အသင်းရဲ့အားကစားဝတ်စုံကိုဝတ်ဆင်ထားတဲ့သူကဂိုးရဖို့လိုနေပြီးကွင်းထဲကိုဘောလုံးပို့စမ်းပါနောက်ဆုံးအခွင့်အရေးပဲဆိုပြီးစိတ်လှုပ်ရှားစွာနဲ့ရည်ရွယ်နေခဲ့ပါတယ်။ဒါပေမဲ့သူမျော်လင့်ထားသလိုဖြစ်မလာပဲ Arsenal တန်ပြန်တိုက်စစ်ကနေပြေးထွက်သွားတဲ့အချိန်မှာတော့ John Terry တယောက်လူကျွန်းနေလာမဟုတ်လားလို့အော်ဟစ်ခဲ့ပါသေးတယ်။ဒါပေမဲ့တိုင်လူကြီးကလူကျွန်းလမ်းမထောင်ခဲ့ပဲ Chelsea ကစားသမားဟောင်း Kai Havertz နဲ့အနိုင်ဂိုးကိုသွင်းယူသွားခဲ့တာပါ။ TV ထဲကနေ Chelsea ကစားသမားဟောင်းကသူတို့အသင်းဟောင်းကိုပြန်ပြီးဒုက္ခပေးလိုက်ပြီးဆိုတဲ့အတန်ထွက်လာတဲ့အချိန်မှာတော့ John Terry တယောက်ဆွတ်သွားခဲ့ရပါတယ်။သူကတပ်ပြန်အရှိကြီးချလိုက်ပြီးဒါဟာကျွန်တော်တို့ရဲ့ဖလားလမ်းကြောင်းအဆုံးသတ်သွားတာပါပဲ။ဒါပေမဲ့သူတကယ်ပဲလူမကျွန်းဘူးလားဗျာဆိုပြီးစိတ်ပြက်လက်ပြက်လည်းပြောဆိုသွားခဲ့ရပါတယ်ဗျာ။ Arsenal အသင်းဟာအချိန်ပေါ်မှာသွင်းယူခဲ့ Kai Havertz ရဲ့အနိုင်ဂိုးနဲ့ကျူဘောလုံးပွဲစီတက်လာနိုင်ခဲ့တာပါ။ပွဲပြီးမှာတော့ Arteta ကပြိုင်ဘက်နည်းပြ Liam Rosenior ကိုဘယ်လိုပရီယယ်တွေနဲ့တုံးပြန်ခဲ့တယ်လဲဆိုတာကိုအခုလိုရှင်းပြခဲ့ပါတယ်။ကျွန်တော်တို့နိုင်အောင်ကစားဖို့တကယ်ကိုအသင့်ပြင်ထားတာပါ။ Chelsea ဟာပွဲစကတည်းကသူတို့ရဲ့ကစားကွက်ပုံစံကိုပြောင်းလဲလာတာကြောင့်ကျွန်တော်တို့ဘက်ကလည်းပွဲအခြေအနေပေါ်မူတည်ပြီးအလွန်ပြောင်းလဲပြင်လွယ်ရှိဖို့နဲ့လူစားလဲမှုတွေကိုပါးပါးနက်နက်အသုံးချဖို့လိုအပ်ချေတယ်လို့ Arteta ကဆိုပါတယ်။သူကဆက်ပြီးကျွန်တော်တို့ကန်စစ်ကနေဘာကိုမှပေးမလိုက်ရသလိုအခွင့်အရေးအနှဲငယ်သာဖန်တီးနိုင်ခဲ့တာပါ။ Chelsea ဟာတကယ်ကိုကောင်းမွန်တဲ့အသင်းဖြစ်ပြီးနီးပြကောင်းရဲ့ဂိုင်တွေမှုအောက်မှာအစင်သားမြင့်မြင့်ရှင်ပြိုင်နိုင်ခဲ့တာကြောင့်အခုလိုကျင်းမြောင်းတဲ့ရလက်နဲ့ပဲအနိုင်ရခဲ့တာပါလို့ချီကျူးစကားဆိုသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ Arteta ရဲ့အကွက်မြင်တဲ့နီးပြရအပြောင်းလဲတွေကပဲ Arsenal ကိုWembleyစီပို့ဆောင်ပေးခဲ့တာပဲထင်ပါတယ်ဗျာ။ဒီနွေရာသီမှာArtetaခိုးယူခဲ့တဲ့ Argentina ဂန်ဒဝင် Gabriel Heinze ဟာ Arsenal ခန်းစီကိုနောက်တစ်ဆင့်ကိုပို့ဆောင်ပေးခဲ့ပါတယ်။လက်ရှိမှာ Arsenal ဟာပလန်ခွေးစုံမှာ25ဂိုးဝေးပေးထားရသလိုဥရောပရဲ့ထိပ်သီးလိဂ်5ဂိုးထဲမှာပထမဆုံးအကြိမ်အထိ clean sheet ပွဲ20အထိရရှိထားတဲ့အသင်းဖြစ်လာပါတယ်။ Declan Rice ကတော့ Heinze ရဲ့လုဆောင်ချက်တွေပေါ်အခုလိုပဲပြောကြားခဲ့ပါတယ်။ Heinze ရောက်လာပြီးကတည်းကကျွန်တော်တို့ရဲ့ခန်းစစ်ကတကယ်ကိုအားအောင်စရာကောင်းအောင်စနစ်ကျသွားပါတယ်။လူတိုင်းကဘာလို့ရမလဲဆိုတာကိုတေချာလေ့ကျင့်ထားပြီးသားပါလို့ဆိုရဲ။တန်းမြတ်တပွဲကို3.6ကိုဝယ်ပေးနေရတဲ့ Arsenal ရဲ့ခန်းစစ်ဟာတိုက်စစ်ထက်တောင်ပိုပြီးကြောက်စရာကောင်းနေတာပါ။ Chelsea ကိုတကိုးကိုမရှိနေအနိုင်ယူပြီးတော့ Carabao Cup ဘောလုံးပွဲတက်လှမ်းနိုင်ခဲ့တဲ့ပွဲပြီးမှလည်း Rice ကဒီနေ့ပွဲကလာလာပပကစားဖို့ထက် Wembley ကိုရောက်ဖို့ကပိုအရေးကြီးပါတယ်။တခါတလေမှာ Semi-Final ဆိုတာနှလုံးသားနဲ့ယုံကြည်ချက်ကသာအဆုံးဖြတ်ပေးတာပါလို့ဖြည့်ဆွေပြောကြားခဲ့ပါတယ်။ဝေဖန်သူတွေက Arsenal ကိုပြင်းစရာကောင်းတယ်လို့ဆိုကြပေမဲ့ Heinze နဲ့ Arteta တို့ရဲ့လက်အောက်မှာတော့ရလက်ကောင်းတွေကသာအဖြစ်ဖြစ်နေပါတယ်ဗျ။ Canas တို့ရေဒီနေ့ဗီဒီယိုလေးကိုကြိုက်နေတဲ့နဲ့ like နဲ့ share လေးလုပ်ပြီးကူညီပေးကြပါဦး။ Arsenal ရဲ့နောက်ဆုံးရတဲ့တင်ကလေးကိုနေ့စဉ်တင်ဆက်ပေးနေမှာမို့အမဲဆုံးကြည့်ပေးကြပါဦး။အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။အားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်တွေ့ကြတာပေါ့ဗျာ။